ယောက်ျားမိန်းမတို့ဒီအိမ်ကိုဒီလောက်ဈေးပေါ်ပေါ်နဲ့ရလိုက်တာဟုတ်ပါမလားယင်ဟာဟုတ်လို့ပဲငါတို့နှစ်ယောက်ဒီအိမ်ပေါ်ရောက်နေတာပေါ့မိမရေမင်းကလည်းပူတဲ့ရံကိုဒီမှာအိမ်ကဘယ်လောက်လှလဲကြည့်ပါဦးလှတာတော့ဟုတ်ပါတယ်ယောက်ျားရဲ့ဒါပေမဲ့ရုပ်ရှင်တွေထဲမှာဆိုရင်ဒီလိုအိမ်ကောင်းကောင်းကိုဈေးပေါ်ပေါ်နဲ့ဝယ်ပြီးရင်တစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်လीနော်အဲ့ဒါရုပ်ရှင်တွေရှောက်ရထားတာပါမိမရေဒီအိမ်ကိုယောက်ျားတစ်ယောက်ကနိုင်ငံခြားထွက်တော့မှမို့ဈေးအများကြီးလျှော့ပေးလိုက်တာစိတ်ချဘာမှမဖြစ်စရာဘူးဟုတ်ပါပြီယောက်ျားရဲ့အိမ်လေးကလှတော့တော်တော်လှသားပဲဟဲယောက်ျားရဲ့ဒီလိုလာကြည့်အောင်ဟင်ဘာဖြစ်လို့လဲမိမဒီမှာ TV တစ်လုံးအော် TV တွေ့တာမြန်ကွာဒီလောက်လန့်ကြပြောစရာလိုလားကွာမင်းကွာမဟုတ်ဘူးလေတိမ်လုံးမှာဒီ TV တစ်လုံးပဲရှိတော့တာအရင်အိမ်ရှင်တွေကတခြားပစ္စည်းတွေအားလုံးကိုကြောက်တင်သွားပြီးတော့ဒီ TV တစ်လုံးကိုကြောက်ဘာလို့ထားခဲ့ရလဲမသိဘူးနော်အော်မိမရဲ့ဒါကိုတို့သူတို့ရင်ဝယ်တော့မြစ်တာလက်ဆောင် TV တစ်လုံးပေးခဲ့တာနေမှာပေါ့ဟမ်အိမ်ကိုလည်းထက်ဝက်မကရှော့ဆေးပေးသေးတယ် TV ကိုလည်းလက်ဆောင်ပေးသေးတယ်အဲ့လောက်တောင်ဆိုတော့တမျိုးကြီးပဲကဲပါမိမရဲ့ဘာလို့ဒီလောက်တောင်တွေးနေရလဲဒါကိုတို့ဘက်ကဘာနစ်လာလို့လဲအိမ်လဲဈေးပေါ်ပေါ်နဲ့ရတဲ့ပြင်ဟောဒီ TV ကြီးလည်းရလိုက်ပြီဘလောက်အဆင်ပြေလဲတော်ပါပြီရှောက်တွေးမနေပါနဲ့တော့ကွာလာပစ္စည်းတွေနေရာချကြအောင်လေအင်းမရှင်အဆင်ပြေတယ်ဆိုလည်းပြီးတာပါပဲယောက်ျား TV ပွင့်နေတယ်ရှင်ဖွင့်လိုက်တာလားမဖွင့်ပါဘူးမိမရဲ့ကိုကဒါကြီးတဲနေတာလေဟမ်အဲ့ဒါဆိုရင်ဘာလို့ TV ကသူ့ဘာသူပွင့်လာတာလဲအာဒီမိမကွာတဲရတာပင်မရတဲ့ထဲမင်းဖွင့်မိတာမေ့သွားလို့နေမှာပေါ့ဘာမှမေ့စရာအကြောင်းမရှိဘူးကျမဒီအိမ်ကိုရောက်လာကြတဲ့က TV ကိုစိတ်ထဲတစ်မျိုးဖြစ်နေလို့ထိအောင်မထီဘူးကဲရော့ဘသူဖွင့်မဖွင့်အခုငါပိတ်ပေးလိုက်ပြီရပြီလားပိတ်တာကိုပြောတာမဟုတ်ဘူးဖွင့်တဲ့ကိစ္စကိုပြောနေတာကဲပါမိမရဲ့တော်ပါတော့ဒီနေ့တည်းရတော့မရစ်ပါနဲ့တော့မနေ့ကအိမ်ပြောင်းဖို့လောကကန်ရပင်ပန်းလုံးလို့ပါလှုပ်เสียရှိတာသွားလို့ပါတော့ပစ္စည်းတွေဒီညနေမထိုးခင်အပြီးနေရာချနိုင်မှညချနားလို့ရမှာသွားပါတော့ပြီးရောရှင့်ပြောလိုက်အဲ့တိုင်းပဲဘာမှကိုတိုင်မင်လို့မရအောင်တကယ်ပါပဲတွေ့လားကျမမပြောဘူးလား TV ကဘယ်သူမှမဖွင့်မဲနဲ့သူ့ဘာသူပွင့်လာနေတယ်လို့ရှင့်မျက်လုံးနဲ့သိချကြည့်ဩတိပြီကြည့်ရတာဒီ TV ပြက်နေတာထင်တယ်အဲ့ဒါကြောင့်သူတို့ TV ကိုထားခဲ့တာပဲဇိမ်းမူပါနဲ့မိမရဲ့မနေ့ပြန်ကို TV ပြင်သမားခေါ်ပေးမယ်ဟုတ်ပြီလားအပြောမလွယ်နဲ့လေရှင်စောစောကကျမကိုဘာပြောခဲ့လဲကျမမေ့ပြီးတော့ TV ကိုဖွင့်နေတာပါလို့ရှင်ဆွဆွဲခဲ့တယ်လေအေးပါမိမရဲ့မင်းမှန်ပါတယ်ကိုမပါတယ်နော်လာပါပိုက်စားလို့တခုသွားစားရမယ်လေလာပါတဲလေးကလည်းစိတ်မကောက်ဘူးလာပြောလိုက်အဲ့လိုကြီးပဲဘယ်တော့မှသူများစကားကိုလေးနဲ့မထားအောင်ညီလေးအကိုတို့ဝိုင်ကိုထမင်းနှစ်ပွဲဟင်းဆောင်ချအေးနှစ်ပလင်းမှချပြီးနော်အကိုတို့ကဟိုဘက်တိုက်ကိုပြောင်းလာတဲ့လူသစ်တွေလားဟင်အေးဟုတ်တယ်ညီလေးဘာလို့လဲအဲ့ကြီးကလေဟဲ့ကိုနဲ့မဆိုင်တဲ့ကိစ္စကိုဝင်မပြောနဲ့သွားကိုယ့်အလုပ်ကိုသွားလို့အထဲကိုဝင်ပကန်းသွားစေးဟဲ့အမအဲ့ဒီကောင်လေးကဘာပြောမလို့လဲယင်အိမ်ကဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးညီမလေးရဲ့အဲ့ဒီကောင်လေးကအဲ့လိုပဲမဆိုင်တာတွေတိတ်ပြောတတ်တာခေါင်းလည်းမထားနဲ့ညီမလေးမောင်လေးနဲ့ညီမလေးတို့ဝိုင်းနေရယူပေးနော်စားကြရရရင်အမပို့ခိုင်းလိုက်မယ်အဲ့ဒီစပွဲရိုးလေးကကျမတို့ကိုတခုခုတတိပေးဖို့စူးစမ်းနေတာဟာမိမရဲ့လှုပ်ပြန်ပြီဟိုမှာဆိုင်ရှင်မပြောတာမကြောက်ဘူးလားခေါင်းနဲ့မထားနဲ့တဲ့ရှင်ရတော့လေဘာလို့အဲ့ဒီအိမ်ကိစ္စဆိုရင်လိုက်ပြီးတော့ဖုံးပြီးနေရတော့မျက်စိရှင်းမှာတင်ထူးဆန်းတာတွေဒီလောက်ဖြစ်နေတဲ့ဟာကိုဖုံးပြီးနေတာမဟုတ်ပါဘူးမိမစိတ်ချမ်းသာစေခြင်းလို့ပါဘာမှမဟုတ်တာတွေကိုခေါင်းနဲ့မထည့်ပါနဲ့ကွာကိုရှိတာပဲဟောဘာမှမဖြစ်ဘူးဟဲ့နင်တို့ကဟိုဘက်တိုက်ကိုပြောင်းလာတယ်လင်းမရလားဟုတ်ပါတယ်တော့အတော့ဘာတူလဲငါဘာတူလဲကအရေးမကြီးဘူးမင်းတို့ဒီအိမ်မှာနေလို့မဖြစ်ဘူးမြန်မြန်ထွက်သွားကြတော့ဘာဖြစ်လို့လဲတော့အဲ့ဒီအိမ်က TV ကြောင့်မဟုတ်လားယင်အဲ့ဒီ TV ကအရန်အောင်ထူးဆန်းနေတယ်ဟုတ်တယ်ကလေးမအဲ့ဒီ TV ထဲမှာတစုံတစ်ခုရှိနေတယ်အဲ့ဒီအရာကမင်းတို့ဒီအိမ်နဲ့မပတ်သက်ဖို့အချိန်ချင်းတတိပေးနေတာကိုငါမြင်နေရလို့ငါမင်းတို့ကိုလာပြောရတာပဲဒီနေ့ည12 နာရီမတိုင်ခင်မင်းတို့ဒီအိမ်ကနေမြန်မြန်ထွက်သွားကြတော့မဟုတ်ရင်ဒုက္ခကြီးကြီးရောက်လိမ့်မယ်အဲ့လေယောက်ျားရေမဖြစ်ဘူးကျမတို့ဒီကနေမြန်မြန်ထွက်သွားကြရအောင်လို့အတိတ်ပဲမရှိတာကွာဒီဘွားကြီးယူနေတာပဲပောက်ကြရလာပြောနေတာသူက TV အကြောင်းလည်းပြောသွားသေးရဲ့လေမိမရဲ့ကိုတို့ကဒီအိမ်ကိုအခုမှရောက်တာသူတို့ကဒီနားကနေကြာနေပြီလေဒီနားပုံဝင်ညမှာပါရရှိလဲသူတို့အကုန်သိတာပေါ့ဘာမှမဟုတ်ဘူးစိတ်မနှံ့တဲ့အဘွားကြီးလာပြောနေတာမင်းမလို့ယုံတယ်ကျမကြောက်တယ်လို့ဒီအိမ်မှာမနေနိုင်ဘူးကျမတို့တခြားကိုပဲပြောင်းနေရအောင်လို့နော်ဒီညအဲ့ဒီအိမ်ကိုပြန်လည်းမအိပ်ရဘူးကျမကြောက်တယ်ဟေးဒီမှာ
ငါအပြက်ပဲပြောမယ်နော်ဒီအိမ်ကိုငါကြိုက်လို့ဝယ်ထားတာမင်းမသာမအိမ်ရင်ကြိုက်တဲ့နေရာသွားငါကတော့ဒီညဒီအိမ်မှာပဲအိမ်မယ်ဒီနေ့လုံးပင်ပန်းရတယ်တဲ့မင်းရတမျိုးမဟုတ်တာတွေပဲရှောက်တွေးပြီးကြောက်စရာမျိုးကြမ်းပန်းကြောက်နေတွေ့လားချစ်လေးရလေဘာမှကြောက်စရာမလိုအေးရှိပဲအိမ်ထဲမှာ ရှင်ကျမကိုလူကြားထဲမှာអော်တယ်နော်အဲ့ကိစ္စကိုနောက်မှရှင်းမယ်ဒီညကျမတယောက်တည်းမအိပ်ရဲလို့ရှင်ကန်ကောင်းသွားတယ်မှတ် ဟီဟီအော်ရမဟုတ်ပါဘူးတဲလေးရလေကြောက်စရာမျိုးကြမ်းပန်းကြောက်နေကိုကလည်းပြောမိသွားစိတ်ထဲမထားနဲ့ဒီမှာကြည့်အောင်အိမ်ကဘာဖြစ်လဲအားလုံးအေးစီစီ TV ပွင့်လာပြန်ပြီလုံအောင်လို့ ဟီတဲလေးရလေ TV ကပြတ်နေပါလေဆိုမှပွင့်တော့ပိတ်တာပေါ့ရော့ ကဲဘယ်လိုလုပ်မလဲပြော ဟီ TV ကပြတ်နေတော့ပဲမထူးပါဘူးကွာပိတ်မြန်မှာတော့ဒီည TV လေးကြည့်ပြီးအိတ်ကြတာပေါ့လို့အေးစီပေါ့ဟဲဟဲ ဒီနေ့ကျမတော့ကြောက်မနေရှင်ကိုအိမ်အပြင်မှာထွက်ပြီးတော့အိတ်ခိုင်းလိုက်ပြီ ဟီဟီချစ်လေးရလေစိတ်လျှော့ပါလာလာ TV ကြည့်အောင် ရှေးခေတ်ရုပ်ရှင်မကြည့်ချင်ပါဘူးကိုရီးယားကလာတဲ့လိုင်းပြောင်းပြီ โอเคပါချစ်လေးသဘောတိုင်းဖြစ်စီရပါမယ်ဗျဟင်ရမို့ကနှိပ်လို့လည်းမရဘူး ပြောင်းပေးလေမရဘူးလား ကြည့်ရတာရမို့လည်းပြတ်နေရထင်တယ်ထားလိုက်ပါချစ်လေးရဲ့တခါတလေတော့လဲရှေးအောင်ဖြူမဲ့ရုပ်ရှင်လေးကြည့်ကောင်းပါလေဘိုးဘွားမွေနေပေါ့ကွာဒါလေးပဲကြည့်လိုက်ကြအောင်နော်ဟီဟီ ကျမစိတ်ရှိလက်ရှိလှုပ်လိုက်ရရင်တော့ရှင်တော့တိတ်တော့မယ် ဟီဟီချစ်လေးရလေအေးစီကိုဆက်လျှော့ပါလို့ဒီရက်လေးပဲမနေ့ကဒီ TV ကိုတွားလွှင့်ပြလိုက်မယ်ကွာတိမ်မှာမထားတော့ဟုတ်ပြီလားချစ်လေးမကြိုက်တဲ့ TV လုံးဝမမြင်စရာဘူးနော်ဒီဒီရက်လေးပဲတီးခံပြီပါနော် ပြီးတာပဲ ကဲပါအခုဖြူမဲ့ရုပ်ရှင်လေးကောင်းမှကောင်းဒါလေးပဲကြည့်အောင်အခုဘယ်ခန်းရောက်နေပြီလဲဟောမိန်းကလေးတယောက်ပဲ तू ကဘာလုပ်နေရလဲ အဲ့မိန်းမရုပ်ကထူးဆန်းနေနော်ကျမတို့ကိုလိုက်ကြည့်နေသလိုကြီး အာမဟုတ်တာတဲလေးရတယ်စိတ်ထင်နေတာပါဒါရုပ်ရှင်လေးကမိန်းမပဲဟောင်း ဟဲ12နာရီထိုးသွားပြီ နောက်ကျနေပြီပဲတွားကြဆိုလေ ဟိုမှာကြည့်ဟုတ် ဟင်ဘာဖြစ်လို့လဲ ရုပ်ရှင်ထဲကမိန်းမရုပ်ကကြောက်စရာကြီးကျမတို့ကိုကြည့်နေတယ်လို့ မဟုတ်တာမိန်းမလေဒါတရေကောင်းမလို့ထင်တယ်အဲ့ဒါကြောင့်ပြောတာရင်ခေရုပ်ရှင်တွေဆိုတာအရန်ကြည့်လို့ကောင်းလားဘာမှမဖြစ်ကိုရှိတယ် ရှင်မျက်စိကန်းနေလားဟိုမှာရုပ်ရှင်မဟုတ်ဘူးကျမတို့ကိုချောင်းနေတာဒီအိမ်ထဲကနေထွက်သွားစမ်းကျမတို့တရေချောင်းနေပြီထွက်ပြေးမယ်လာခဲ့ နေပါအောင်ရုပ်ရှင်မှာတေချာကြည့်ပါအောင်တရေကလာနေတာပါကွာ ဟိုမှာမှန်ထဲကနေထွက်လာတော့မယ်ရှင်မလိုက်ရင်လေကျမတို့ပြေးတော့မယ်ကျမလက်ကိုလို့ မလို့ဘူးဟိုမှာတေချာကြည့်ရုပ်ရှင်ဇာတ်ဝင်ကမ်းပါဆိုမောင်မောင်လေးကဘယ်လိုလုပ်ထွက်လာမလဲလို့ ငါအိမ်ထဲကနေထွက်သွားစမ်းဟိုမှာရှင်မျက်စိကန်းနေလားမှန်ထဲကတရေမထွက်လာပြီကျမကိုလို့ TV က 5D ကြည့်လို့ရတဲ့ TV ပဲထင်တယ်အရန်အသက်ဝင်တာပဲကြည်စမ်း ဟဲ့မသားကောင်နင့်မရပြောတာမှန်နေငါတရေမအစေဟဲ့နင့်ကိုမနဲ့ကလေးကနေချောင်းနေတာနင့်ကိုဘလို့ချောက်ငါတရေမအစေဆိုတာကိုနင့်မယုံသေးဘူးလားငါတရေမအစေဟဲ့တရေမအစေဖြစ်ကြအောင်နင့်ကိုငါမတ်ပုံနဲ့ပြရအောင်မလားဟဲ့ ဟင်အဲ့ဒါဆိုတရေ TV ကိုပိတ်ပြစ် အေးပိတ်တော့မရဘူး အဲ့ဒါဆိုရင်အိမ်မင်းကလေးကိုပိတ်ပြစ်လိုက်လေ အေးခဏလေးမင်းမပိတ်လိုက်ပြီ မင်းကလေးပိတ်တာတော့ TV ကပိတ်မသွားပါလား ဒီ TV ကငါထိန်ချုံမှုအောင်ပါပဲရှိတယ်နင်တို့ဘလောက်ပိတ်ငါထိန်ချုပ်ထားနိုင်တယ်နားလေလား ဟင်ဒါဆိုဒီ TV ကလျှက်စစ်မလို့ပဲနဲ့လည်းအမြဲပွင့်နေအောင်ခင်ဗျားလုံနိုင်နေပေါ့ အေးလေဘာလို့မေးရလဲကဲလာကြနော်တနာရီမှ1000နဲ့ TV အဝကြည့်မိပြက်လဲ24နာရီလာကြည့်လို့ရနေပါပြီရှင်အရန်မတိုးကြပါနဲ့တယောက်ပြီးမှတယောက်တန်းစီထားကြပါအားလုံးကြည့်ရမယ်စိတ်မပူနဲ့နော် ရော့ခင်ဗျားကို90%အထိဝေစုပေးထားတယ်နော်ခင်ဗျားလောက်ရမှာက TV မှာရုပ်ရှင်တွေလာအောင်လုပ်ပေးအောင်ပဲဟိုနေ့ကလို့ခင်ဗျားမျက်နှာကြီး TV ပေါ်မလာစေနဲ့နော် customer တွေနဲ့မိတ်ပြရတယ်ဗျသိရလားအခုကမီးစက်ဖို့လျှက်စစ်ဖို့မကုန်ပဲပြနိုင်လို့ပစံအားလုံးကအမြက်ပဲဖြစ်နေတာမဟုတ်ခင်ဗျားကိုဒီလောက်ပေးနိုင်တာဒေချာတော့လုပ်ပေးပါဗျာ အေးပါနေရလဲင
ငါလည်းတစ်သက်လုံးတရေပဲခြောက်လာတော့ရောင်သွားလို့ပါနောက်မဖြစ်စေရဘူးနင်တို့နဲ့ပေါင်းပါပဲငါလည်းဝင်ဝင်ရှိတဲ့တရေဖြစ်တော့တယ်